တရားကိုပိုသိရင်အလုံးကိုလေးစားထပ်သွားတယ်ဒီလိုဆိုလို့မာမနာပိုပြီးတော့နဲသွားတယ်လို့ပြောတာပညာရှိလာတဲ့ပုဂ္ဂိုလ်ကမာမနာပိုနဲသွားပညာရှိလို့မာမနာပိုတက်သွားတယ်ဆိုတာလုံလောက်အောင်ပညာမရှိလို့ပဲလို့ဒီလိုမှတ်အစံပြည့်တဲ့စဘာသည်ငိုက်နေတယ်လို့ပဲငိုက်ကြသွားတယ်လို့ပဲပညာရှိတဲ့ပုဂ္ဂိုလ်ကအလုံးကိုလေးစားနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်အစံမဲ့တဲ့စဘာသည်ထောင်းထောင်းဖြစ်တယ်မတက်တဲ့ပုဂ္ဂိုလ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာဆောင်ကြွားမာမနာတရားတွေတက်ကြွလာတတ်တယ်တဲ့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ကိုလေ့လာကျင့်သုံးတဲ့အခါမှာတကယ်တရားသိပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတော့ဆိုရင်ဥပမာမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့စိတ်ဓာတ်ဟာဘယ်လိုရှိတော့သူသိတဲ့တရားဓမ္မတွေကိုတလောကလုံးသိစေခြင်းနဲ့စိတ်သူ့မှာရှိတယ်သို့တော့သူရှုပ်ဝဲချင်တာဘာလို့ဆိုရင်သူ့ရဲ့အည်ချင်းပဲသူ့ရဲ့အည်ချင်းကိုဘယ်လောက်ထိအောင်ရှုပ်ဝဲချင်တော့ဆိုရင်သူပိုင်နဲ့ရွှေအိုးလူမြင်မှာစိုးတယ်သူပိုင်နဲ့ယရနာရွှေအိုးလူမြင်မှာစိုးတယ်အေးအဲ့ဒါလို့မဟုတ်ဘဲနဲ့တပြားလှုပ်ချင်တဲ့ပုဂ္ဂိုလ်ကတော့ရွှေမစစ်လို့ပဲအဲ့ဒါလူတကာကိုပြချင်တယ်ဆိုရင်ရွှေမစစ်သေးဘူးလို့ပဲဒီလိုမှတ်အဲ့တော့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားနှစ်ခုရှိသူသိတဲ့တရားကိုတကမ္ဘာလုံးတလောကလုံးလူတွေသိစေခြင်းနဲ့ဒါသူ့ရဲ့စိတ်သဘောထားသူ့ရဲ့အည်ချင်းကိုရွှေအိုးလိုဖွဲ့ထားခြင်းနဲ့သူ့လူကိုတော့ဖြစ်စေခြင်းနဲ့သို့မဟုတ်သူဒီအည်ချင်းတွေရှိပါတယ်ဆိုတာမပြအောင်ဒါပြောတာနော်အဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ပဲသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဆိုတော့အရိယပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအဲ့တိုင်းရှိတယ်လို့ဒီလိုပြောတာအဲ့တော့အရိယသူတော်စင်ဖြစ်သွားပြီဆိုလို့ရှိရင်တရားဓမ္မသိသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်အမူအရာနှုတ်အမူအရာသည်ဆောင်းကြွားမရှိဘဲနဲ့ငြိမ်သက်အေးချမ်းလာတဲ့အမူအရာရှိတယ်ဆိုတာဒါထင်ရှားတယ်